နေပူထဲမှာပင်ပန်းနေပြီလားဒါမှမဟုတ်ဒီနေ့လေအဆင်မပြေဘူးဆိုရင်ဒါလေးခဏနားထောင်သွားပါနေပူပူမှာချွေးတလုံးလုံးနဲ့ရုန်းကန်နေရတဲ့အခါတခါတလေလောကကြီးကငါ့အပေါ်မှာပဲရက်ဆက်နေတယ်လို့မျိုးခံစားရတတ်ပါတယ်တခြားသူတွေအေးအေးဆေးဆေးအနားယူနေချိန်မှာကိုကတော့ဒီနေ့တစ်နက်အတွက်အားကုန်သုံးပြီးရုန်းကန်နေရတာမျိုးပါဒါပေမဲ့တခုတော့သတိရပါခမားရဲ့ချွေးဆက်တိုင်းမှာတန်ဖိုးရှိပါတယ်သူများစီကခိုးတာမဟုတ်ဘူးတိုက်တာမဟုတ်ဘူးကိုလှုပ်အားနဲ့ကိုရိုးရိုးသားသားရှာဖွေကျွေးမွေးနေတာဟာဂုဏ်ယူစရာအကောင်းဆုံးအလုပ်ပါလူလောကကြီးလဲပတ်နေတာဟာအပေါ်ယံကတောက်ပြောင်နေသူတွေကြောင့်တင်မဟုတ်ပါဘူးအောက်ခြေကနေတကယ့်ကိုပင်ပန်းထန်းတင်ပေးထားတဲ့လူသားတွေကြောင့်ဆိုတာမမေ့ပါနဲ့အောင်မြင်မှုဆိုတာတိုက်ကြီးနဲ့ကားကြီးနဲ့မှမဟုတ်ပါဘူးမနေ့ကထက်ဒီနေ့ကိုမိသားစုကိုပိုပြီးကျွေးမွေးနိုင်တာကိုသားသမီးကိုပညာသင်ပေးနိုင်တာဟာလည်းအောင်မြင်မှုပါပဲအခြေအနေတွေကအခုထိမကောင်းသေးရင်တော့အရှုံးမပေးလိုက်ပါနဲ့ဦးပင်ပန်းရင်ခဏနာပါပြီးရင်ပြန်လျှောက်ပါနေပူတွေကပွင့်တဲ့ပန်းတွေဟာပိုပြီးခိုင်မာတောင့်တင်းပါတယ်ဒီနေ့ပင်ပန်းနေတဲ့လူသားအားလုံးကိုကျွန်တော်တို့ဂါရဝပြုပါတယ်ခမားတို့ရဲ့စူးစမ်းမှုတွေဟာဘယ်တော့မှအလားအတမဖြစ်ပါဘူးမနှက်ဖြန်တွေမှာဒီထက်မကအဆင်ပြေကြပါစေဗျာကားချစ်သူများပေးမှနောက်ထပ်လဲဒီလိုဗီဒီယိုလေးမျိုးတွေကိုနှစ်သက်တယ်ဆိုရင် like နဲ့ follow လုပ်ခဲ့ပါနော်ကျေးဇူးတင်ပါတယ်နော်